ကိုကတော့အကြောင်းသွားကြုံမှာသူတို့ပြန်လိုက်တတ်တာလေသူတို့ပြန်လာတတ်တဲ့အရွယ်မဟုတ်တော့ကြလေဒီလိုအမိန်ပြန်လိုက်တော့လေကိုကခံစားရတယ်သူတို့ဒီလိုအမိန်ပြန်ပြီးတင်သွားလို့ရသွားနိုင်ပြီဆိုလို့ရှိရင်သူတို့လေးဘယ်သွားမလို့ပေါ့ဘာမှမသိတဲ့ကလေးဆိုပို့ဆိုရသူတို့လေးလေသူတို့လေးပေါ့နော်ဒီအစာဝီးထဲမှာဘလောက်အောနေမလဲပေါ့နော်မတန်နေတာမတတ်ထားစမ်းဒီကလေးလေးတွေကကိုကတော့အကြောင်းသွားကြုံမှာသူတို့ပြန်လိုက်တတ်တာလေသူတို့ပြန်လာတတ်တဲ့အရွယ်မဟုတ်တော့ကြလေဒီလိုအမိန်ပြန်လိုက်တော့လေကိုကခံစားရတယ်သူတို့ဒီလိုအမိန်ပြန်ပြီးတင်သွားလို့ရသွားနိုင်ပြီဆိုလို့ရှိရင်သူတို့လေးဘယ်သွားမလို့ပေါ့ဘာမှမသိတဲ့ကလေးဆိုပို့ဆိုရသူတို့လေးလေသူတို့လေးပေါ့နော်ဒီအစာဝီးထဲမှာဘလောက်အောနေမလဲပေါ့နော်မေဖေးဆိုပြီးဘလောက်တောင်အောနေမလဲပေါ့နော်ဘလောက်ကြောက်နေမလဲဆိုတွေးပြီးတော့လေဒီလောက်မှောင်ပဲ့နေတဲ့အထဲမှာပေါ့နော်အဲ့လိုမျိုးတော်တော်ကိုသူတို့စားလေးတွေကိုလေပြန်တွေးကြည့်လို့ရှင်တွေးလို့ကိုမရဘူးဒီလားသူတို့ခံစားနေရတဲ့ဟာကိုသူတို့ကစဖြစ်တော့ကလေးတွေကကြောက်မှဆိုတော့ကြတော့ကိုရီးယားတော့အိမ်မှာပေါ့နော်အမှန်နဲ့ငလင်ပထမလှုပ်ပြီးတော့ကျွန်တော်တို့ကကလေးတွေကိုပေါ့နော်လန့်နေပါမယ်ဆိုပြီးတော့သွားကြိုကြတာသွားကြိုလိုက်တဲ့အချိန်မှာကျွန်တော်သားလေးကကြတော့တခြားကျောင်းဘက်မှာဆိုတော့ကြတော့ bracket ကိုမှတခြားအတန်းကြီးတဲ့ဘက်မှာဆိုတော့လွတ်သွားပြီးအမှန်နဲ့ဆရာမတွေရှိကိုကျွန်တော်တို့ကလေးလေးတွေအပ်ခဲ့ပြီးတော့မူဂျိုဘက်ကိုပြေးတော့ကြတော့ကျွန်တော်အတော်နဲ့သွားကြိုတာသူမီးလေးအဲ့ကျောင်းမှာလေကျွန်တော်ကကြတော့နဲ့ကျွန်တော်တူလေးသွားလဲကြိုရောအဲ့မှာနဲ့တစ်ချက်ထပ်လှုပ်လိုက်တော့ကြတော့ခဏငြိမ်လဲပြီးတော့အဲ့ကျောင်းကြီးကကျောင်းရှိလဲရောက်တော့ကျောင်းကြီးအပုံလိုက်ကြီးဖြစ်သွားတယ်ပြိုကျနေတော့ကြာအဲ့မှာကိုရီးယားဘယ်ကစဆွဲရမလဲလည်းမသိတော့ဘူးလေနှစ်ထပ်ကလုံးဝမမြင်ရတော့နှစ်ထပ်ဆိုအားကြီးကလည်းမရှိတော့ဘူးအပုံလိုက်ကြီးဖြစ်နေတာဆိုတော့လေအမှကိုတူလေးတွေလည်းရှာကိုတူမလေးတွေလည်းရှာတော့ကြတော့အမှကျွန်တော်တို့ကဒီတောင်ဘက်ချမ်းမှာဆိုလဲအဲ့လိုမသေးတဲ့ပဲနဲ့အဲ့လိုပြိနေတဲ့အောနေတဲ့ဟာတွေလည်းမြင်းနေရတာကိုမျက်စိရှိတင်ဖြစ်နေတာဆိုတော့လေအားတွေလည်းကိုမှမကဲနိုင်ကိုမလုတ်တတ်တော့လေမကဲနိုင်တော့အဲ့မှာတင်ဟွာပြုတ်ပြီးတော့အဲ့လိုလိုက်ရှာတော့ကြတော့ကျွန်တော်တူမလေးတို့ကြတော့မြောက်ဖက်ချမ်းမှာအဲ့လိုထမင်းစားပြီးတော့အိတ်တဲ့ချိန်ဆိုတော့ကြတော့မြောက်ဖက်ချမ်းလေးမှာပြိနာဆိုတော့ကျွန်တော်တို့အဲ့ဘက်မြောက်ဖက်ချမ်းကိုပြေးကြည့်သူတို့အပေါ်ရက်ဆိုတော့လေအပေါ်ရက်ကပြိသွားဆိုတော့ကြတော့အောက်မှာတင်သူတို့ကြတော့မြင်းနေရတာအောက်ထက်ကကြဝင်သွားတာပေါ့နော်အဲ့လိုအပေါ်ရက်မှာမြင်ရတော့ကြတော့အဲ့လိုသူကကြတော့ထုတ်တန်းရဲ့အောက်မှာဟိုကအဲ့လိုအိတ်နေကြတာခေါင်းလေးနဲ့တန်းစီပြီးတော့အိတ်နေကြတဲ့အချိန်ဆိုတော့ကြတော့ထုံတန်းအောက်တဲ့ဖြစ်သွားဆိုတော့သူတို့ကြတော့လုံးဝကိုကမြင်ရတော့ကြတော့အသက်ကိုမရှိတော့ဘူးဒူမာလေးကအသက်ကိုမရှိတော့ဘူးအမှလည်းမှောက်ရက်ကလေးအိပ်ရက်လေးတိုင်းပဲကျွန်တော်တို့တူလေးတွေကကြတော့၄နှစ်ဆိုတော့ကြတော့ငယ်သေးရဲ့လေငယ်သေးတော့သူတို့အောက်ထက်သူတို့ကကြတော့ငါ၄နှစ်ကျော်တဲ့ကလေးတွေကိုအပေါ်ရက်ကိုပို့ပေးရလေအမှလည်း၄နှစ်ကလေးလေးကအောက်ထက်ဆိုတော့ကြတော့သူတို့၄နှစ်တွေဆိုတာလည်းမမြင်ရဘူးဘာမှမမြင်ရဘူးလုံးဝလေအတန်လည်းမကြားရဘူးကျွန်တော်တို့လေဟာသေပြီပေါ့အပေါ်တက်ကကိုတူမလေးတောင်ဒီလိုမှောက်ရက်လေးမြင်ရတာဆိုတော့အောက်ထက်ကတော့မရှိတော့ဘူးသေသွားပြီလို့ပဲကိုယ်စိတ်ထဲမှာထင်တာဘလို့မှဒီလိုကြီးကလည်းမကြုံဘူးတော့လေအဲ့လိုမြေကြီးထဲဝင်သွားပြီဆိုကြတဲ့အလုံးဝပြီးပြုံပြီးတော့ကျိုးသေနေလောက်ပြီလို့ပဲကိုယ်စိတ်ထဲမှာမျောလင်းချက်တွေကိုမဲ့သွားတာပဲအမှန်တကယ်ဆယ်ရေးတွေလာပြီးတော့ကျတော့အဲ့လိုမိဘတွေဇောတွေနဲ့ရှာပြီးဂန်းတွေနဲ့ဖောက်ပြီးတော့အမှကရိန်းတွေရောက်လာပြီးမိသက်တွေလည်းရောက်လာပြီးကဲတာဧည့်သည်ရေးတွေလာပြီးတော့မှတခါ3ယောက်လောက်ကယ်လိုက်ပါနိုးကြည်လိုက်နောက်ထပ်ကယ်လိုက်ပါနိုးနဲ့ကြည်လိုက်2နာရီ3နာရီလောက်ကြာတော့မှအဲ့လိုကျွန်တော်တို့တူလေးတွေထွက်လာအမှန်နဲ့ဟိုကိုကပျော်သွားတာပေါ့အဲ့လိုတကယ်ဟိုအသက်သေးတဲ့လူတွေတွေ့ရတဲ့ထဲမှာအဲ့လိုမသေးဘဲနဲ့ဒီလို6တောက်ကလေးဖြစ်ပြီးတော့ပေါ့နော်တွေ့လာတဲ့ကလေးလေးကိုတွေ့တော့ကြတော့ကိုကတကယ်ပျော်သွားတာပါတချို့ဆိုလို့ရှိရင်တော့တကယ်ထိခိုက်ဒဏ်ရာမရှိတဲ့ကလေးတွေလည်းရှိတယ်ထိခိုက်ဒဏ်ရာတော်တော်များများလက်တွေ6တောက်တွေကျိုးတဲ့ကလေးတွေလည်းအဲ့လိုမြင်တွေ့ရတယ်လုံးဝအဲ့လိုခံစားရတာကြီးကတော့တော်တော်ကိုစိုးရပါတယ်တက်မှာဒီတက်ရွယ်ရောက်တဲ့ထိလဲကိုကတခါမှမမြင်ဘူးလေဒီလိုမျိုးကြီးဆိုတာလဲပြီးတော့လဲအဲ့လိုဖြစ်ချင်းဒါလဲသွားတာတောင်မှမမီလိုက်တာပြီးတော့လဲဒါကြောင်းဖွင့်ရက်ဆိုတာလဲဒီတရက်လေးတည်းပဲရှိတော့တာဒီတောက်ကြနေတရက်ပဲရှိရလေပြီးရင်လဲစနေတနင်္ဂနွေကလည်းပိတ်တယ်ပထမရက်ကလည်းပိတ်ထားတာဆိုတော့လေရှင်ထုမနာဖြစ်တာပေါ့အကြောင်းလေးတရက်တက်တဲ့ရက်မှာတရက်လေးတက်ရတဲ့ရက်ကလေးမှာလှုပ်သွားဆိုတော့လေဖြစ်သွားတာဆိုတော့ကြတော့လေတော်တော်ကိုရှင်ထုမနာဖြစ်ပါတယ်အဲ့လိုမျိုးဘယ်လိုမှကိုမခံစားနိုင်ဘူးအားကြောင့်မလို့အဲ့လိုဒီကျောင်းကနေအဲ့လိုခုဟိုတနေ့ကမိန်းစာပြန်လို့အဲ့လိုခေါ်တဲ့ဟာတွေဆိုလို့ရှိရင်မသွားနိုင်ဘူးဒီခုနေတော့ရိုက်ချင်မူလာတန်းကျောင်းမှာပညာသင်ကြားနေတော့ကျမတော်လူစားအဲ့ဒီတော့မင်းယူဆက်ပါလေမောင်ဘုံကြီးဟေးမတန်နေတာမတထားစမ်း9နှစ်ကိုမှကျွန်တော်တို့ကပြောသေးရပါတော့ဒါလို့ဒီဘက်9နှစ်တက်ပြီးသွားလို့ရှိရင်လို့ဒါလို့ဒီခုကျောင်းတပြန်ဖွင့်နေ6လပိုင်းဆိုလို့ရှိရင်လို့ကိုတို့ကျောင်းဘက်ကြီးကိုပြောင်းသွားတော့မှနော်လို့ကိုကပြောရပါတော့ကိုတူမလေးကိုလည်းကိုကဟိုလိုဒါနင်တို့နော်လို့4လပိုင်း5လပိုင်းကြာရင်ကျောင်းမတက်တော့နဲ့နော်လို့ကိုအဲ့လိုပြောတာအဲ့ဒါကိုသူတို့ကလည်းကျောင်းတက်ချင်တဲ့ကလေးတွေဆိုတော့လေဒါတို့ကဘွဲယူမှာလို့ဒါတို့ကဘွဲယူမှာမဟုတ်လို့ဘွဲလက်မှတ်ပေးမှာနော်အားကြောင့်မလို့ကျောင်းကပြီးအောင်တက်မှာသူတို့ရဲ့စိတ်ကူကတော့အဲ့လိုအပြည့်တက်မှာအ
အပြစ်တက်ပြီးသွားလို့ရှိရင်ဒီ6လပိုင်းဖွင့်တဲ့ချိန်ကြာမှာသူ့ကိုယ်တို့ကြောင်ဘက်ကိုပြောင်းမယ်ပေါ့အဲ့လိုအဲ့တိုင်းမျိုးသူတို့အဲ့လိုမျိုးကိုကကြတော့ကိုကလည်း4လပိုင်း5လပိုင်းအရန်လဲပူတော့နားပေးမယ်လို့စိတ်ကူးထားတဲ့ဟာကိုအဲ့လိုမျိုးတရက်တည်းဖြစ်သွားပါအဲ့နေ့ဆို28ရက်အဲ့လိုစနေတနင်္ဂနွေဆိုရင်29 30ဟိုဘက်ရက်ကကိုတက်ဖို့စိတ်ကူးမရှိတော့ဘူးလေနားပေးမယ်လို့စိတ်ကူးထားတဲ့ကြားတွေကနေဒီတရက်တည်းနဲ့ဖြစ်သွားတာအားကြောင့်မလို့ပို့ပြီးတော့ဟိုလိုမျိုးရင်ကျိုးရတာပေါ့မြင်ပြီးတော့မကယ်နိုင်တာကြီးကဒါကြီးပဲရေကြီးနှောတောင်မှလေဟိုကိုမျက်စိရှိမှဟိုဟာဖြစ်တယ်ဆိုလို့ရှင်ကိုကယ်နိုင်တယ်ကိုရေကူးတိုင်ရေကူးပြီးကယ်နိုင်တယ်နော်အဲ့လိုမျိုးဟိုဟာပြီးအခုဟာကြီးကလေလုံးဝကိုမြင်ရတယ်မြင်ရပြီးတော့ကိုမကယ်နိုင်တာအဲ့တိုင်းဒါမဲ့ဟိုကိုလည်းကိုတအားသေးရွနေတော့ကယ်ခဲ့တယ်ပေါ့နော်ကိုနိုင်တဲ့အုပ်တွေဆိုလို့ရှင်ကျွန်တော်တို့ဆိုရောက်ချင်းဆိုတော့လေဘယ်သူမှမရှိသေးရောဆိုတော့အဲ့မြောက်ဘက်ချမ်းသွားတဲ့ချိန်မှာဆိုလို့ရှင်တော့အုပ်တွေဆိုလို့ရှင်ပြိုးနာတယ်အကုန်လုံးဖယ်လဲဖယ်ပြီးတော့နော်အဲ့လိုကလေးလေးတယောက်ကဆိုလို့ရှင်အဲ့လိုပြီးနာပေါ့နော်ပြီးနေတော့ကြာသူ့ကိုလည်းကိုမျက်နှာလေးပဲမြင်လိုက်ရတာမြင်လိုက်ရတဲ့ချိန်ဆိုလို့ရှင်တော့ကိုအတန်စကားကွက်တီနဲ့ပြီးနာလေတကားအတန်စကားကွက်တီလာတော့ကိုလည်းမသိဘူးပေါ့နော်အဲ့လိုပြီးနေတော့ကြာတော့အဲ့မှာလည်းကျွန်တော်တို့လည်းအဲ့လိုဖယ်ပြီးတော့ဒီမှာကလေးလေးတယောက်လည်းအသက်ရှင်သေးရဲဆိုလို့ရှင်သူတို့ကလေအဲ့လိုတန်းလာပြီးတော့လို့ရှင်ဂျိုက်တွေနဲ့ထောက်ပြီးကလေးကိုအသက်ရှူလို့ရအောင်ပေါ့နော်ကယ်ပေးတာအဲ့လိုမျိုးလေးလုပ်ပေးရပဲဒါမှသူတို့လေးလည်းဟိုအသက်ရှူပြီးရေလေးတောက်ရသလောက်ပါပဲသူတို့လည်းဟိုမပြူပါဘူးတချို့ကလေးကြတော့အသက်မမီတော့ကလေးလေးတွေကကိုကတော့အကြောင်းသွားကြုံမှာသူတို့ပြန်လိုက်တတ်တာလေသူတို့ပြန်လာတတ်တဲ့အရွယ်မဟုတ်တော့ကြလေဒီလိုအမိန်ပြန်လိုက်တော့လေကိုခံစားရတယ်သူတို့ဒီလိုအမိန်ပြန်ပြီးတင်သွားလို့ရသွားနိုင်ပြီဆိုလို့ရှိရင်သူတို့လေးဘယ်သွားမလို့ပေါ့တချို့မိဘတွေကြတော့အကုန်လုံးကပူပန်းနေရတာလေဒီအပူကြီးနဲ့ဆိုတော့ကြတော့လေဒီကလေးကိုအကြောင်းကိုသွားကြိုရမယ်ဆိုတာဟိုယုံကြည်ယူတိရတယ်တော့မဟုတ်ဘူးပေါ့နော်ကိုကလေးလေးကိုအဲ့လိုကိုအိမ်ကိုသေတဲ့ခန္ဓာကိုယ်ကြီးပဲပါလာလေအဲ့လိုသူတို့ရဲ့ဝိညာဉ်လေးတွေကအကြောင်းတက်နေမလားဆိုပြီးပေါ့နော်အဲ့လိုဟိုဟာပြုတ်ပြီးတော့လေဒီကလေးလေးတွေကဒီကြောင်းထဲမှာပဲရှိနေမလားသူတို့ကဒီလိုအမိန်ပြန်လိုက်လို့ရှိရင်ပေါ့နော်ဘယ်တွေများသွားကြမလို့ဆိုပြီးတော့လေတော်တော်ကိုခံစားရတယ်လူကြီးဆိုရင်ကိုဖြေနိုင်သေးတယ်ဒီကလေးလေးတွေကမပြန်တတ်တဲ့ရွယ်ဆိုတော့လေတော်တော်ကိုခံစားရပါတယ်ဟိုမဖြစ်ဘူးကိုရီကိုလည်းတရားနာဖို့တော့လာဖိတ်ပါတယ်မသွားနိုင်ဘူးလေပြီးတော့လေအခုဆိုခုချိန်ထိလည်းအဲ့ဒီចောင်းပတ်ကြီးကြည့်လို့ရှိရင်လေဟိုအဟောင်းကအစ်စ်ဖြစ်နေပြီးတော့လေဟိုမဖြစ်ဘူးကြည့်ရတာကြီးဟိုအဲ့မြင်ကွင်းကြီးอ่ะဘယ်မှမထွက်တော့ကျွန်တော်တို့အဲ့လိုတခြားနေရာတွေပြိုတယ်ဘာညာဆိုပြီးတော့လိုက်မြင်တယ်မျိုးရဲသွားရင်လည်းမြင်တယ်ဒါပေမဲ့လေကိုပထမဦးဆုံးကြုံရတဲ့မြင်ကွင်းကရင်ထဲကိုစိုးနေပြီးတော့လေကလေးတွေလည်းဖြစ်တဲ့အတွက်ဆိုတော့လေဘလို့မှကိုမထွက်တာဘာရာဘယ်ဟာနဲ့မှလည်းအစားထိုးပြီးဖြေလို့လည်းမရဘူးအဲ့လိုမျိုးဘာမှမသိတဲ့ကလေးဆိုပို့ဆိုရသူတို့လေးလေဟိုသူတို့လေးပေါ့နော်ဒီအစာဝီးထဲမှာဘလောက်အောနေမလဲပေါ့နော်မေဖေးဆိုပြီးဘလောက်တောင်အောနေမလဲပေါ့နော်ဘလောက်ကြောက်နေမလဲဆိုတွေးပြီးတော့လေဒီလောက်မှောင်ပဲ့နေတဲ့ထဲမှာပေါ့နော်အဲ့လိုမျိုးတော်တော်ကိုသူတို့စားလေးတွေကိုလေပြန်တွေးကြည့်လို့ရှင်တွေးလို့ကိုမရဘူးတိလားသူတို့ခံစားနေရတဲ့ဟာကိုတွေးတာကိုတွေးလို့မရဘူးအရန်ကြောက်နေရှာမှာပဲဆိုပြီးတော့လေကိုတွေသွားတော့ကလည်းမျောလင်းချက်ကတော့ကိုကလေးတွေကိုအိမ်ပြန်ခေါ်မယ်ငလင်ဒီလောက်နဲ့တင်ပြီးပြီပေါ့ကိုကလေးလေးတွေကြောက်နေလိမ့်မယ်မိဘနာပဲပြန်ခေါ်တော့မယ်ဆိုပြီးတော့ကိုကသွားကြိုတာအမှန်သွားတော့ကတော့ကြောင်းသွားကြိုလိုက်တာပါပဲအဲ့ရောက်မှအဲ့လိုအဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရတာကျွန်တော်တူမလေးတို့ဆိုရင်တော့ကျွန်တော်ဆူတောင်းပေးတာကတော့ဖြစ်လေရဘဝတိုင်းမှာပေါ့နော်ဒီလိုအသက်တူမနေရပါစေနဲ့သူတို့တက်ချင်တဲ့ကြောင်းလေးလည်းပြီးမြောက်တဲ့ဒီပေါ့တက်ခွင့်ရပြီးအသက်ရှင်နေရပါစေလို့ပဲဆူတောင်းပေးတယ်